ဆက်လက်ပြီးဟောကြားပေးမှာကတော့စနေသမီးစလေတို့အခုလာမယ်9လပိုင်းမှာကြုံတွေ့ရမယ်အချစ်ရေးနဲ့အိမ်အောင်ရေးကန်အခြေအနေလေးကိုအင်ဂျယ်ကနေပြီးတော့ Terror Reading ဖတ်ကြားပြီးတော့ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်အင်ဂျယ်ရဲ့စနေသမီးစလေတွေမိတို့ရဲ့ချစ်ရေးကန်အိမ်အောင်ရေးကန်အခြေအနေလေးကိုမိကနေပြီးတော့ဒီချာချာလေးအာရုံစိုက်ပြီးတော့ focus ထားပေးထားပါရှင်အခုပထမဦးစွာစနေသမီးဆက်လေးအတွက်အချစ်ရေးကံအခုလာမယ့်9လပိုင်းမှာကြုံတွေ့ရမယ့်အချစ်ရေးကံမှာဆိုရင်တော့ Chariot ဆိုတဲ့ Teronomic ကလေးပဲဖြစ်ပါရဲ့ရှင် Chariot ဆိုတဲ့ Teronomic ကလေးကအင်ဂျယ်ရဲ့စနေသမီးဆက်လေးတွေအခုလာမယ့်9လပိုင်းမှာကြုံတွေ့ရမယ့်အချစ်ရေးကံလေးရာဆိုရင်ချစ်သူ2ယောက်ကြားဗျာများနေရမယ်ကာလလို့ဆိုထားပါရဲ့ရှင်မိမိရဲ့အတိတ်ကချစ်သူဟောင်း EXD ကမိမိကိုပြန်လဲဆက်သွယ်လာတယ်မိမိကလည်းအဲ့ဒီ EX ကိုစိတ်ကနေမပြတ်သားသေးဘူးဟိုတန်ရောစင်ကြီးကြံသေးရပေါ့နော်တန်ရောစင်လက်ကြံလေးတွေရှိနေပါလိမ့်မယ်အဲ့လိုတန်ရောစင်လက်ကြံကလည်းရှိနေသေးတဲ့အတွက်လက်ရှိချစ်သူနဲ့အတိတ်က EX ကြားမှာမိမိကဗျာများနေရလိမ့်မယ်တကယ်လို့အတိတ်က EX ပေါ်မှာကိုကပို့ပြီးတော့100ခိုင်နှုန်းလောက်ပဲဖြစ်ဖြစ်ကိုကတန်ရောစင်ပို့တာသွားမယ်ဆိုပြီးတော့အဲ့လိုမျိုးကိုပြက်ပြက်တတ်ရွေးချယ်လို့ကိုမရနိုင်အောင်ကိုမိမိက2ယောက်ကြားမှာဗျာများပြီးတော့ပေဝေထရီယာဖြစ်စီရတယ်နဲ့ဆုံးဖြတ်ချက်တွေဝေဝါးနေတတ်ပါတယ်ရှင်။ဒါကြောင့်မို့လို့မိမိကမိမိရဲ့အခြေရေးကံဟာမိမိရဲ့ဆုံးဖြတ်ချက်မိမိရဲ့လက်ဝယ်မှာပဲရှိနေပါတယ်။အခုလာမယ့်9လပိုင်းမှာကိုကတယောက်ယောက်ကိုတော့ပြက်ပြက်သားရွေးချယ်ရပါလိမ့်မယ်ရှင်။ကိုကလက်ရှိချစ်သူစီမှာပဲကိုကဆက်နေမလား။ကိုကိုပြန်ဆက်သွယ်လာတဲ့ EAC မှာပဲနေမလား။ EAC ကိုပြန်သွားမလားဒါကတော့မိမိရဲ့ဆုံးဖြတ်ချက်ပေါ်ပဲမူတည်ပါလိမ့်မယ်ရှင်။ဒါကြောင့်မို့လို့အခု9လပိုင်းမှာအင်ဂျယ်ရဲ့စနေသမီးစလေးကိုယ့်ရဲ့ EAC လို့ခေါ်တဲ့အတိတ်ဟောင်းကကိုယ့်ရဲ့ချစ်သူကကိုယ့်ကိုပြန်ပြီးဆက်သွယ်လာဖို့ရှိပါတယ်ရှင်။ဒါဆိုရင်တော့အခု2ယောက်ကြားမှာဖြာနေရမယ့်ပြဿနာလေးကိုတော့မိမိကနေပိုင်နိုင်နဲ့တည်တည်ချာချာစဉ်းစားစစ်ပြီးတော့ရွေးချယ်ဖို့လိုအပ်ပါတယ်ရှင်။အဲ့လိုရွေးချယ်နိုင်မှသာကိုကနေပြီးတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေမှန်ကန်ချနိုင်မှသာအခြေကံတွေကပုံမူပြီးကောင်းမွန်လာစေမှာဖြစ်ပါတယ်ရှင်။လက်ရှိချစ်သူနဲ့အဲ့ဒီဆက်သွယ်လာမှုအပေါ်ကိုမူတည်ပြီးတော့စကားများရခြင်းရန်ဖြစ်ရခြင်းတွေနဲ့ကိတ္တကနာအဆက်အသွယ်ပြတ်တောက်ခြင်းဘလော့ခံရခြင်းတွေကိုကပဲဘလော့သူကပဲဘလော့အဲ့လိုမျိုးဘလော့ခံရခြင်းတွေဘလော့ခြင်းတွေကြုံပြီးတော့အဆက်အသွယ်ပြတ်တောက်ဖို့ကြီးလည်းရှိပါတယ်ရှင်။မိမိရဲ့အခြေအနေမှာတွေ့ဝေဒရီယာဖြစ်စရာလေးတွေကြုံတွေ့ရဖို့ရှိပါတယ်။တကယ်လို့ချစ်သူမရှိတဲ့သူတွေဆိုရင်တော့မိမိရဲ့ BFF လို့ခေါ်တဲ့အချစ်ဆုံးတငယ်ချင်းအဲ့လိုအချစ်ဆုံးတငယ်ချင်းဒီမိမိရဲ့တာမန်မိမိမထင်ထားတဲ့လူတစ်ယောက်နဲ့မိမိရဲ့ BFF အဲ့လိုအချစ်ဆုံးတငယ်ချင်းတွေနဲ့ခြံထဲမှာမိမိဟာအချစ်ခံရတဲ့သူကလေးဖြစ်ပြီးတော့မိမိမှာရွေးချယ်စရာလေးတွေပေါ်များနေပြီးတော့မိမိကိုလာပြီးချစ်ရေးစုံမဲ့သူကမိမိရဲ့ BFF ဖြစ်နေတဲ့အတွက်မိမိကအံ့ဩပွေရာတွေကိုအခုလာမယ့် Miracle လို့ခေါ်တဲ့အံ့ဩပွေရာလေးတွေကိုအခုလာမယ့်9လပိုင်းမှာအင်ဂျယ်ရဲ့စနေသမီးစလေးတွေကြုံတွေ့ရဖို့ရှိပါတယ်ရှင်။ဒါကြောင့်မို့အခြေရေးမှာစင်ငယ်လေးတွေကတော့ဂယူးဆိုင်ခံရခြင်းတွေနှွေးထွေးခံရခြင်းတွေကြုံတွေ့ရဖို့ရှိပါတယ်ရှင်။ဒါကြောင့်မို့လို့အင်ဂျယ်ရဲ့စလေးတွေအခြေရေးကံပုံမှုပြီးကောင်းမွန်လာစေဖို့အတွက်အခု9လပိုင်းမှာပြုလုပ်ပေးရမှာလေးကတော့မိမိရဲ့ဝင်းနေ့စနေနေ့မနက်ခင်းမှာမိမိကနေမိမိရဲ့အိမ်ရှိအဲ့ဒီအိမ်ရှိရက်ကိုမျက်နှာမူပြီးတော့မိမိရွတ်ဆိုပေးရမှာလေးကတော့လောကဝိတုဆိုတဲ့ဂုဏ်တော်ကိုမိမိတက်စိရွတ်ဆိုပြီးတော့ဆုတောင်းပေးပါရှင်အခြေကံလေးပုံမကောင်းလာစေဖို့အတွက်ဆုတောင်းပေးပါရှင်ဒီလိုနဲ့နဲ့ဆုတောင်းပေးရမှာဖြစ်ပါတယ်ရှင်ပြီးတော့မိမိရဲ့အိမ်ဖျားမှာဆိုရင်လည်းအိမ်ဖျားမှာလူရန်ကျင်သူတွေအတွက်ကတော့မိမိရဲ့အိမ်ဖျားမှာပန်းသီး3လုံးကိုလှူဒန်းပေးပါရှင်လှူဒန်းဆက်ကပ်ပေးပါအဲ့ဒါကတော့မိမိရဲ့မွေးနေ့စနေနေ့မှာလှူဒန်းပေးရမှာဖြစ်ပါတယ်ရှင်အဲ့လိုမျိုးလှူဒန်းပြီးတော့ဆူတောင်းပေးလိုက်ပါရှင်ဒါဆိုရင်တော့အင်ဂျယ်ရဲ့စနေသမီးစလေးရဲ့အတွက်အချစ်ရေးမှာတွေ့ဝေထရီယာဖြစ်ခြင်းနဲ့ကင်းဝေးပြီးတော့ဆုံးဖြတ်ချက်တွေမှန်ကန်စွာချမှတ်နိုင်ဖို့အတွက်အထောက်ပံ့ကောင်းတွေရရှိစေပါလိမ့်မယ်လို့Teronomicလေးကနေ
suggestion ပေးလာပါတယ်ရှင်အကြံဉာဏ်လေးတွေပေးလာပါတယ်ရှင်အခုခေါ်ကြပြီးသွားတာကတဲ14သမီး14တွေအတွက်အခုလာမယ်9လပိုင်းမှာကြုံတွေ့ရမယ်အခြေအကံလေးပဲဖြစ်ပါတယ်ရှင်14သမီး14တွေအတွက်အိမ်အောင်ရေးကံချီနေအခုလာမယ်9လပိုင်းမှာကြုံတွေ့ရမယ်အိမ်အောင်ရေးကံချီနေလေးရတော့မိမိရဲ့စိတ်ထဲမှာတကိုယ်တည်းတယောက်တည်းနေစဉ်နဲ့စိတ်ညားနေပါလိမ့်မယ်ရှင်မိမိတယောက်တည်းနေခြင်းလဲဆိုတော့မိမိကဘယ်သူနဲ့မှအဆက်အသွယ်မလုပ်ချင်တာမျိုးလားအဲ့လိုတော့မဟုတ်ပါဘူးရှင်မိမိတယောက်တည်းစိတ်နှလုံးလေးအေးချမ်းချမ်းနဲ့နေခြင်းနဲ့ကာလဖြစ်ပါတယ်ရှင်ဒါကြောင့်မလို့မိမိရဲ့အိမ်အောင်ဘက်နဲ့မိမိနဲ့ကြားမှာဆိုရင်ကိုယ့်ရဲ့အိမ်အောင်ဘက်ကနေပြီးတော့ကိုယ့်ကိုသူနဲ့စိတ်နေတဲ့ဝေးကွာသွားနေတယ်လို့ခံစားနေရစေပါတယ်ရှင်ကိုကတော့အမှန်တကယ်ကိုယ့်စိတ်ထဲမှာကိုကအေးချမ်းချမ်းလေးတယောက်တည်းနေနေတာမျိုးဒီကာလအတွင်းမှာကိုယ့်ရဲ့စိတ်နှလုံးလေးဟာကိုနှစ်သက်ရာကိုဝါသနာပါရာအလုပ်တစ်ခုကိုလုပ်ရင်ကိုနှစ်သက်ရာဘာသာရေးကိုနှစ်သက်ရာလမ်းကြောင်းအဲ့လိုမျိုးလမ်းကြောင်းကိုရှောက်လန်းနေရင်းနဲ့ကိုယ်စိတ်နှလုံးလေးအေးချမ်းစွာနဲ့ကိုကဖြတ်ကျော်သွားခြင်းနဲ့ဒီကာလလေးမှာဖြတ်သန်းနေခြင်းနဲ့ကာလလေးပါရှင်ဒါကြောင့်မို့လို့ကိုယ့်ရဲ့အိမ်တော်မနဲ့ကိုယ်နဲ့ကြားမှာအဲ့ဒီကိစ္စလေးကိုတော့ကိုကနေပြီးတော့ဒီလိုဆရာချိုးတင်ပြီးပြောထားဖို့လိုအပ်ပါတယ်ရှင်ကိုယ့်ရဲ့စိတ်ကလေးဒီလိုမျိုးလေးဖြစ်နေပါတယ်ဆိုတာကိုပြောထားမှာပါမဟုတ်လို့ရှင်ကိုယ့်ရဲ့အိမ်တော်ဘက်ကကိုယ့်ဘောကိုနားလည်မှုလေးလွဲပြီးတော့သူ့ရဲ့တစ်ပတ်ထဲမှာငါ့ကိုစိတ်ငားနေပါလားဆိုပြီးခံစားနေရပါလိမ့်မယ်ရှင်ဒါကိုတော့မိမိကနေကြိုတင်ပြီးကိုယ့်ရဲ့စိတ်ချီနေလေးကိုအသိပေးထားဖို့လိုအပ်ပါတယ်ရှင်တယောက်တည်းနေခြင်းစိတ်တွေများနေပါလိမ့်မယ်ရှင်မိမိကဘာလို့မှမတွေးမတောခြင်းဘူးတွေးတောမှုတွေနဲ့ကင်းကွာပြီးတော့လောကကြီးကနေထွက်သွားခြင်းတာမျိုးဒီလောကကြီးကနေထွက်သွားရဲဆိုတာမျိုးတော့မဟုတ်ပါနဲ့ကိုကနေပြီးတော့အေးစေးနဲ့လွတ်မြောက်ပြီးတယောက်တည်းလွတ်လပ်လေးအေးချက်လေးနေခြင်းနဲ့အဲ့လိုခံစားချက်လေးတွေပေါ်ပေါက်နေတဲ့ကာလဖြစ်တဲ့အတွက်မိမိရဲ့အိမ်တော်ဘက်ကမိမိရဲ့စိတ်ချီနေလေးကိုကြိုတင်ပြောထားမှသူကစိတ်ငားနေတယ်လို့မထင်မဲနဲ့အိမ်တော်ကြီးမှာအခြေအနေလေးတွေကောင်းလာမှာဖြစ်ပါကောင်းနေမှာဖြစ်ပါရဲ့ဟုတ်ရင်အိမ်တော်ဘက်ကတစ်ပတ်သက်ကိုနားလည်မှုတွေအထင်မြင်လွဲမှုတွေကိုကြုံရခံစားရဖို့ရှိပါတယ်ရှင်ဒါကြောင့်မို့လို့မိမိကဒီကာလမှာဘာသာရေးကိုလည်းပို့ပြီးတော့လှုပ်ဆောင်ဖို့သင့်ပါတယ်ရှင်ပုတ်ဆိုရတဲ့နမိတ်ကလေးရမိမိကနေပြီးတော့ဘာသာတရားတွေကိုပုံမှုပြီးလှုပ်ဆောင်မှုလိုအပ်ပါတယ်ရှင်အခုစနေသမီးအိမ်တော်တွေ14တွေအတွက်မိရဲ့အခုလာမယ့်9လပိုင်းမှာအိမ်တော်လေးကံအញ្ញမ်းခိုက်တွေတွေ့ရောက်ပြီးတော့ကောင်းခြင်းကံတရားတွေရရှိဖို့အတွက်ပြုလုပ်ပေးရမှာလေးကတော့မိမိရဲ့နေဘုရားရှင်မှာမိမိကနေပန်းဝတ်တစ်လုံးထဲမှာနှင်းစီပန်း2ပွင့်ရဲ့ဓနမပန်းဖြူ3ပွင့်ရဲ့ကိုထည့်ပြီးတော့မိမိကနေပြီးတော့လှူဒန်းရင်းနဲ့မိမိကနေဒီကာလအတွင်းမှာ9လပိုင်းမှာအဋ္ဌံတစ်ခုကိုစတင်ဝင်ရောက်ရင်းနဲ့မိမိရဲ့ကံကြမ္မာလေးကိုမိမိကအိမ်တော်လေးကံချင်လေးကောင်းဖို့လဲဆူတောင်းပေးလိုက်ပါရှင်ဒါဆိုရင်တော့အခုလာမယ့်9လပိုင်းမှာမိမိရဲ့အိမ်တော်လေးကံချင်လေးတွေတိုးတက်ကောင်းမွန်လာခြင်းမှာဖြစ်ပါရဲ့ရှင်အခုခေါ်ကြပြီးတော့တာကတော့တနေ့သမီး14တွေတို့အခြေနဲ့အိမ်တော်လေးကံကြမ္မာခြင်းလေးတွေ9လပိုင်းမှာကြုံတွေ့ရမယ့်အခြေအိမ်တော်လေးကံကြမ္မာခြင်းလေးတွေကိုအင်ဂျယ်ကနေတဲတော်ရီနဲ့ဖတ်ကြားပြီးဟောပြောပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်